Hello ဒီနေ့မင်းရဲ့အတူပေါ့နော်ရွာတော့ကြပါမယ်ရှင်ဒါကတော့မဟုတ်သေးဘူးဒီနေရာမဟုတ်ဘူးပေါ့နော်ဒီနေရာမဟုတ်ဘူးဟိုးဘက်ကိုကိုရမှာဖြစ်ပါတယ်ကားဟော့ရှော့နောက်တွားရမှာဖြစ်ပါတယ်ဒါကတော့ဟိုဘက်လေးကိုချိုးပါတယ်โอเคရောက်သွားပါပြီရှင်တဲ့လေးသွားပါမယ်တက်လေးသွားမယ်ဒီလမ်းလေးအတိုင်းပဲသွားကြရအောင်ရှာကိုသားချင်နေဆိုရင်တော့မေကဗီဒီယိုရဲ့အပေါ်ဗီဒီယိုရဲ့အစမှာတော့က ID ချတာပေးပါတယ်နော် ID လေးနဲ့လုပ်ပြီးသွားလိုက်ပါရှင်ကဲပြီးတော့ဒီဘက်လေးကိုချိုးလိုက်ပါမယ်ရွာကကြတော့ဒီလိုမျိုး Sakura game နဲ့မှာကြတော့ရွာရီရဲ့နည်းနည်းရှိတာမဟုတ်တော့ ID နဲ့လောက်ကပါတယ်အဲ့တော့ ID လေးကိုဗီဒီယိုအစမှာတော့ကချတာပေးပါတယ်ရှင်ဒါမှတော့ရောက်ပါပြီကဲဒီမှာပေါ့နော်ဟိုမှာတော့အသီးဆိုင်ဖြစ်ပါတယ်အသီးဆိုင်ကဒီနေ့ပိတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အသီးဆိုင်ရဲ့ကိုယ်ကနေမကောင်းလို့ဖြစ်ပါတယ်ဒါကတော့ထိုင်ကုန်မှာအော်ရောင်းလို့ရပါတယ်ကဲပြထပ်ပါမယ်ရှင်ဒါကတော့အသီးပေါ့နော်ဖဲရည်လေးမော်ဒီအဆုံရှိပါတယ်ဒါကတော့စိုက်ခင်ဖြစ်ပါတယ်ဟိုမှာတော့ဘာသီးလည်းမသိဘူးတော့အလင်းပါလေးတွေ့တယ်အော်ဖဲရည်ရဲ့ဘေးမှာတော့ဒါလေးမော်ပင်ဖြစ်ပါတယ်မိကအရင်နှစ်ကမှဆက်ချတာဖြစ်ပါတယ်ဒီဘေးနာကအကြီးကြီးတွေကတော့ဘာတွေလဲတော့မသိပါဘူးဒါကတော့ not ပုတ်ဒါကတော့ထင်း6တွေဖြစ်ပါတယ်ဒါကတော့ not ပုတ်ဖြစ်ပါတယ် not ပုတ်ထဲမှာတော့နွားတော့မရှိဘူးပေါ့နော်မွေးရသေးတာပါမမွေးရသေးဘူးပေါ့နော်မြင်းနေနွားရတော့မွေးလေးရပါတယ်ဟိုမှာတော့ဒီရေချိုးတဲ့နေရာရဲ့ရေတွင်းရဲ့ပကံဆေးရမယ့်ဟာရယ်ပေါ့နော်โอเคဒါကတော့ရေကန်ဖြစ်ပါတယ်နောက်ဖွေးရနေမယ်ဝင်လိုက်တော့မယ်ပေါ့နော်ဒါကတော့ဟင်းချက်စီရရှိတဲ့မိဖို့ကြောင့်ဖြစ်ပါတယ်ဒါကတော့ထမင်းစားပွဲပေါ့နော်၄ရက်လောက်စားလို့ရပါတယ်ဒါအိတ်ခမ်းဖြစ်ပါတယ်၄ရက်လောက်ကတော့အေးစေးအိတ်လို့ရတယ်အပေါ်မှာဘီဘ2ယောက်အိတ်အောက်မှာတော့တယောက်ထဲလည်းအိတ်လေအေးစေးပါပဲဒါကဗီဒီယိုပေါ့နော်ဒါကတော့အိတ်ပြတာဖြစ်ပါတယ်ကဲဟိုမှာတော့စာကြည့်တိုက်ကိုတော့စကြည့်တိုက်တော့မဟုတ်ပါဘူးဒီမှာစောက်စင်ရှိပါတယ်ဒီမှာအိတ်လို့ရစာရေးပါတယ်ဒါကတော့အိတ်လို့ရတယ်ဗောနော်စာရေးနေနဲ့အိတ်ပျော်ကြည့်လေအိတ်သွားလို့ရပါတယ်ဟိုမှာတော့ဧကန်ရှိပါတယ်ဒါကတော့ဗီဒီယိုပေါ့နော်ဗီဒီယိုမဟုတ်ဘူးပြောမယ်ဆိုအခန်းသေးလေးဗီဒီယိုလေးပါဒါကတော့ TV ထဲထိုင်ကြည့်လို့ရပါတယ်ဒါကတော့ဒီရဲ့နေရာအလှတာပါဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် subscribe လုပ်ခဲ့ပြီပါအတန်လေး